19နှစ်ကြာဝေးကွာနေတဲ့အာရှဖလားဝင်ခွင့်ကိုရရှိသွားတဲ့မြန်မာယူဆုခွန်ဘောလုံးအသင်းကျွန်တော်နောက်ဆုံးတော့လုံးနိုင်ခဲ့ပြီတော့ကျွန်တော်ညီမလာတဲ့ပန်နိုင်ရောက်ပြီပေါ့မြန်မာယူဆုခွန်ဘောလုံးအသင်းဟာစီးရီးယားအသင်းကိုတူဆိုတဲ့ရလဒ်နဲ့တည်ကြပြီး sorry မြေအာရှဖလားဝင်ခွင့်ရရှိသွားပြီဖြစ်ပါတယ်မြန်မာအသင်းဟာအုပ်စုထက်၄ပွဲကစားရာ၃ပွဲနိုင်တစ်ပွဲတည်ဖြင့်10မှတ်ရရှိပြီးအုပ်စုပုံနဲ့အာရှဖလားဝင်ခွင့်ကိုရရှိသွားတာဖြစ်ပါတယ်ဒီအာရှဖလားဝင်ခွင့်ဟာမြန်မာနိုင်ငံအတွက်19နှစ်ကြာဝေးကွာနေတဲ့အနေအထားဖြစ်ပြီး2006နောက်ပိုင်းပထမအဆုံးအကြိမ်ရရှိထားတာပါ2026အာရှဖလားကတော့ sorry နိုင်ငံမှာပြုလုပ်သွားမှာဖြစ်ပြီးတော့အဲ့ဒီပွဲကနေတဆင့်ကမ္ဘာဖလားအိမ်မက်အထိမတ်သွားနိုင်ပါလိမ့်ဖြစ်ပါတယ်ဒီလူငွေတွေရဲ့စူးစမ်းမှုဇွေလုံးလာတို့ကိုမဖြစ်မနေကျွန်တော်တို့တွေချီးကျူးရမှာဖြစ်ပါတယ်ခင်ဗျာဒီအရေးချင်းတွေအရာမြန်မာအသင်းအနေနဲ့အာရှဖလားကိုရယူဖို့ခက်ခဲနေပေမဲ့ sorry မြန်မာကျင်းပမယ်အာရှဖလားမှာအမိမြန်မာနိုင်ငံအတွက်အမြင့်ဆုံးရက်လက်တွေအထိပြန်တန်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုအမြင့်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Football Lover Channel လေးကိုလည်း Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ